အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ Daily Flow Channel ကနေကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပေးမယ့်သတင်းလေးကတော့ကမ္ဘာကြီးကိုရေလွှမ်းမိုးမှုကကယ်တင်ပေးမယ့်ရေအောက်တိုင်းကြီးအကြောင်းပဲဖြစ်ပါတယ်တကမ္ဘာလုံးကကမ်းရိုးတန်းမြို့ကြီးတွေကိုပင်လယ်ရေအောက်ရောက်သွားစေနိုင်တဲ့အန္တရာယ်တစ်ခုဟာအန္တာတိကတိုက်မှာရှိနေပါတယ်အဲ့ဒါကတော့ Doomsday Glacier လို့လူသိများတဲ့ The Whale ရေခဲမြစ်ကြီးအရေးပျော်နေတာပဲဖြစ်ပါတယ်ဒါကိုတားဆီးဖို့အတွက်သိပ္ပံပညာရှင်တွေကဒေါ်လာဘီလီယံ80ကျော်အကုန်ကျခံပြီးပင်လယ်ရေအောက်မှာမိုင်90ကျော်ရှည်တဲ့တံတိုင်းကြီးတစ်ခုတည်ဆောက်ဖို့အစီအစဉ်ဆွဲနေကြပါတယ်။ဒီစီမံကိန်းကဘယ်လိုအလုပ်လုပ်မှာလဲ။ကမ္ဘာကြီးကိုရောတကယ်ကယ်တင်နိုင်ပါမလားဆိုတာအတူတူကြည့်လိုက်ရအောင်ပါ။ UK နိုင်ငံတန်နိုင်ငံစာလောက်ကိုရှိတဲ့ The Whale ရေခဲမြစ်ကြီးဟာအခုဆိုရင်စိုးရိမ်စရာကောင်းလောက်အောင်အရေးပျော်နေပြီဖြစ်ပါတယ်။တကယ်လို့ဒီရေခဲမြစ်ကြီးတစ်ခုလုံးသာအရေးပျော်သွားမယ်ဆိုရင်ကမ္ဘာပင်လယ်ရေမျက်နှာပြင်ဟာ2ပေကျော်65စင်တီမီတာအထိရုတ်တရက်မြင့်တက်လာမှာဖြစ်ပါတယ်။ဒါလည်းမကသေးပါဘူး။သူပြိုလဲသွားရင်အနားကရေခဲပြင်ကြီးတစ်ခုလုံးကိုပါဆွဲချသွားနိုင်တာကြောင့်ရာစုနဲ့အနည်းငယ်တွင်ပင်လယ်ရေမျက်နှာပြင်ဟာမီတာနဲ့ချီမြင့်တက်သွားနိုင်ပါတယ်။အဓိကအကြောင်းရင်းကတော့ပင်လယ်ရေနွေးစီးကြောင်းတွေဟာဒီရေခဲမြစ်ကြီးရဲ့အောက်ခြေကိုဝင်ရောက်တိုက်စားနေတာကြောင့်ဒီရေခဲမြစ်ကြီးဟာနေ့စဉ်နဲ့အမျှအရေးပျော်ကျနေတာပဲဖြစ်ပါတယ်ခင်ဗျာ။ဒီပြဿနာတွေကိုဖြေရှင်းဖို့အတွက်သိပ္ပံပညာရှင်တွေက Seabed Curtain လို့ခေါ်တဲ့စီမံကိန်းကိုစတင်ဆောင်ရွက်နေကြပါတယ်။ပင်လယ်ကျမ်းပြင်အောက်ပေ2100အကျော်မှာမြင့်ပေ492ပေနဲ့မိုင်90အရှည်ရှိတဲ့အထူးပြုလုပ်ထားတဲ့လိုက်ကာတံတိုင်းကြီးကိုတည်ဆောက်မှာဖြစ်ပါတယ်။ဒီတံတိုင်းကြီးဟာရေနွေးစီးကြောင်းတွေကနေရေခဲမြစ်အောက်ခြေကိုမရောက်နိုင်အောင်တားဆီးပေးပြီးရေအေးတွေကိုသာရေခဲမြစ်အနားမှာရှိနေစေရန်အတွက်ဖြစ်ပါတယ်။အစောပိုင်းကွန်ပျူတာတွက်ချက်မှုတွေအရဒီနည်းလမ်းဟာရေခဲမြစ်ရေပျော်မှုကို10ဆလောက်ထိရှော့ချပေးနိုင်တယ်လို့သိရပါတယ်။ဒါပေမဲ့လည်းဒီစီမံကိန်းအတွက်ကုန်ကျစရိတ်ဟာကြီးမြင့်လို့နေပြန်ပါတယ်။ဒီစီမံကိန်းဟာကုန်ကျစရိတ်ဒေါ်လာ84ဘီလီယံကျော်ယူရိုဘီလီယံ80ခန့်အထိရှိနိုင်ပါတယ်။ဒါဟာအများများပြတဲ့ပမာဏဖြစ်ပေမဲ့သိပ္ပံပညာရှင်တွေကတော့ရေလွှမ်းမိုးမှုကြောင့်ဖြစ်လာမဲ့ဒေါ်လာထရီလီယံနဲ့ချီတဲ့ပျက်စီးဆုံးရှုံးမှုတွေနဲ့ရှင်ရင်ဘာမှမဟုတ်ဘူးလို့ဆိုပါတယ်။ဒါပေမဲ့ဝေဖန်သူချို့ကတော့ဒါဟာသဘာဝပတ်ဝန်းကျင်ကိုထိခိုက်နိုင်သလိုတကယ်ပြဿနာဖြစ်တဲ့ဖန်လုံအိမ်ဓာတ်ငွေ့ရှော့ချရေးကိုအာရုံလွှဲနေတာလို့လည်းဆွဆွဲနေကြပါတယ်။လောလောဆယ်မှာတော့နော်ဝေးနိုင်ငံကကမ်းရိုးတန်းဒေသတွေမှာအသေးစားစမ်းသပ်မှုလေးတွေစတင်လှုပ်ဆောင်နေပြီလို့သိရပါတယ်ခင်ဗျာ။ကမ္ဘာကြီးကိုကယ်တင်ဖို့အတွက်ဒေါ်လာဘီလီယံ80ကျော်အကုန်ကျခံပြီးဒီလိုရေအောက်တိုင်းကြီးတိစောက်တင်တယ်လို့ပြည်သက်ကြီးရောထင်ပါသလားခင်ဗျာ။ဒါမှမဟုတ်အခြားပိုကောင်းတဲ့နည်းလမ်းတွေရောရှိနိုင်အောင်မလား။ comment မှာပြောပြပေးခဲ့ကြပါအောင်ခင်ဗျာ။ဒီလိုထူးခြားတဲ့သိပ္ပံနဲ့သဘာဝပတ်ဝန်းကျင်သတင်းတွေကို Daily Flow Channel မှာအမြဲကြည့်ရှုနိုင်ဖို့ Subscribe လုပ်ထားဖို့မမေ့ကြပါနဲ့အောင်ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။